Hello ဒီနေ့တော့ခိုင်လေးကသမင်းနှစ်ပတ်ကန်လောက်ကုန်စီမဲ့ငါငင်းပစ်ချက်ချက်နီလေးကိုမျှဝေပေးတတ်မှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ခိုင်လေးဗီဒီယိုအသစ်တင်တဲ့အခါမှာလည်းသိရအောင်လို့ခိုင်လေးရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါအောင်เนาะအဲ့တော့ခိုင်လေးကတော့ဒီမှာငမြချင်းကိုအသုံးပြုထားပါတယ်ရည်သေးတက်တင်ထားတဲ့ဒီငမြချင်းလေးတွေကိုစားလေးနင်းငယ်ချုံမိုးလေးအနှင်းငယ်ထည့်ပြီးတော့နင်းမုတ်လေးအနှင်းငယ်ထည့်ပြီးတော့နှက်နေအောင်လုံးနေထားလိုက်မယ်ပေါ့เนาะလုံးနှက်နေအောင်နေထားတဲ့ငါးလေးတွေအရသာဝင်သွားအောင်လို့ခဏလောက်နှက်ထားလိုက်ပါမယ်ရှင်ဒီလိုငါးလေးနှက်ထားတဲ့အချိန်မှာငပိရည်လေးကိုကြိုထားလိုက်ပါမယ်ရှင်ရေချိုငပိကြိုထားပြီးတော့ပတ်သွားတဲ့အကျက်သွားပြီးဆိုလို့ရှိရင်တော့အယိုးတွေမပါလို့ဒီလိုစကားလေးနဲ့ဆက်ထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ငွေသီးစိမ်းနဲ့တက်တက်ဖြူလေးကိုလည်းထောင်းထားပေးပါမယ်ရှင်ပြီးလို့ရှိရင်စပီးရင်တော့စပြီးတော့ချက်ပါမယ်ရှင်ဒေဝရဲကိုစီလေးအနှင်းငယ်ထဲမယ်နင်းမုတ်လေးအနှင်းငယ်ထဲမယ်ခုနကတက်တက်ဖြူနဲ့ငွေသီးစိမ်းထောင်းထားတာလေးကိုလည်းထည့်ပြီးတော့မှုေးနေအောင်လို့စီတက်လိုက်ပါမယ်ရှင်ဒီလိုမျိုးမှုေးနေအောင်လို့စီတက်ပြီးပြီဆိုလို့ရှိရင်တော့အယောင်လေးလာအောင်လို့အယောင်တင်မုတ်လေးအနှင်းငယ်ထည့်ပြီးတော့မှထပ်ပြီးတော့မှုေးနေအောင်လို့ထပ်ပြီးစီတက်လိုက်မယ်ပေါ့နော်ဒီလိုမျိုးစီတက်ပြီးပြီဆိုလို့ရှိရင်တော့မှုေးလာပြီးတော့စီတက်ပြီးပြီဆိုရင်ခလီတို့ကကြိုထားတဲ့မပိရေကျိုးကိုထည့်လိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့ခလီတို့အဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်လူမျိုးအဖုံးလေးအုပ်ထားလို့ပို့ဝက်ဆူလာပြီဆိုလို့ရှိရင်တော့ငါးလေးတွေကိုခုနကနှက်ထားတဲ့ငါးလေးတွေကိုထည့်မယ်ပြီးပြီဆိုလို့ရှိရင်တော့ချုံမုံလေးအနှင်းငယ်ထည့်ပြီးတော့မှွေပြီးလို့ရှိရင်တော့ပြန်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်အလီရမစားမထည့်တော့ဘူးပေါ့နော်ငပိပါပြီးသားဆိုစားမတုံတော့ပါဘူးရှင်ချုံမိုးလေးနင်းငယ်ပဲထည့်ထားပါတယ်အခုဆိုရင်တော့ငါးလေးကြက်လာပြီဆိုရင်တော့အရန်ကိုအရသာရှိပြီးထမင်းစားမိန်စီတဲ့ငါငပိချက်ဟင်းလေးရပါပြီရှင်